မင်္ဂလာပါရှင်ဒီနေ့မအုပ်ကတင်ဆက်ပေးချင်တာလေးကတော့အခုလိုရာသီစာတရက်သီးလေးတွေပေါ်နေတဲ့အချိန်မှာသူတို့လေးတွေကပေးတဲ့အံ့ဩစရာကျမ်းမာရေးအကျိုးကျေးဇူးတွေအကြောင်းပဲဖြစ်ပါတယ်ရှင်ကဲအသီးမှာတရက်အသားမှာဝက်အရွက်မှာလက်ဖက်ဆိုတဲ့စကားပုံတိုင်းပဲလေရှေ့လူကြီးတွေကတော့အသီးအနှံတွေထဲမှာတရက်သီးကအကောင်းဆုံးလို့ဆိုကြတာအားလုံးလဲကြားဘူးကြပါမှာရှင်တရက်သီးလို့ဆိုလိုက်တာနဲ့တရက်သီးစိမ်းလေးကိုငပိလေးနဲ့တူစားမလားဒါမှမဟုတ်တရက်ချင်လုပ်ပြီးတော့တုတ်စားမလားဒါမှမဟုတ်အမဲကိုပဲအရသာရှိစားမလားဆိုပြီးတော့ခေါင်းထဲမှာစားကျင်စရာတွေတန်းစီနေပြီမလားဒါပေမဲ့တရက်သီးရဲ့အရသာကိုပဲလူသိများပြီးတော့တရက်သီးကပေးနိုင်တဲ့အစွမ်းထက်အာနိသင်တွေကိုတော့သိသူရှားလာပါတယ်ရှင်ပထမဆုံးအနေနဲ့တရက်သီးဟာအစာချေစနစ်ကိုအထူးကောင်းမွန်စေပါတယ်ပရိုသိန်းနဲ့အမြင့်ဓာတ်တွေကျွဲဝတဲ့အတွက်ကြောင့်ဝမ်းချုပ်တာမျိုးမဖြစ်စေဘဲနဲ့အစာအိမ်ကိုကျန်းမာစေတာပေါ့ရှင်ဒါအပြင်တရက်သီးမှာဗီတာမင် C နဲ့ဗီတာမင် A တွေအများကြီးပါဝင်နေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပါတယ်အခုလိုရာသီအကူပြောင်းမှာဖြစ်တတ်တဲ့အိမ်မိဖျားနာတုတ်ကွေးရန်ကနေလဲကာကွယ်ပေးနိုင်ပါတယ်နော်နောက်ထပ်ထူးခြားတာကတော့တရက်သီးမှာဓာတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်လို့ဥမာကြီးကင်ဆာရင်သားကင်ဆာတွေးကင်ဆာနဲ့စီးစိတ်ကင်ဆာတွေမဖြစ်အောင်ဟန်တာပေးနိုင်သေးပါတယ်ရှင်တရက်သီးကအမြင့်အတွက်ကျွဲဝတာဖြစ်တဲ့အတွက်ကြောင့်တွေးတွင်းကကိုလက်စထရောတွေကိုလည်းကျဆင်းစေပါတယ်ရှင်တရက်သီးထဲမှာမဂနီဆီယမ်နဲ့ပိုတက်ဆီယမ်ဓာတ်တွေလည်းပါဝင်နေသေးတာမို့တွေးကြောတွေကိုအလုပ်ပုံမှန်လုပ်တာအကူအညီပေးပြီးတော့တွေးပေါင်ချိန်ကိုလည်းထိန်းညှိပေးတဲ့အပြင်တွေးခုံနှုံးကိုလည်းမှန်စေပါတယ်ရှင်ကဲအသားရည်လှခြင်းနဲ့ပြုံမေတို့အတွက်လည်းတရက်သီးကအဖော်မွန်တစ်ခုပါပဲနော်တရက်သီးစားပြီးရင်အသားရည်ချုံးမွေ့စေပြီးတော့ဝက်ချံတွေကိုတတာစေပါတယ်ရှင်စားပေးရုံတည်းမဟုတ်ဘဲနဲ့မျက်နှာကိုပေါင်းတင်တဲ့နေရာမှာသုံးလို့ရှိရင်လည်းချွေးပေါက်တွေကိုတန့်စင်ပေးနိုင်ပါတယ်နော်ကဲနောက်ဆုံးတစ်ချက်ကတော့ဖုန်းတွေကွန်ပျူတာတွေနေတိုင်းသုံးနေရတဲ့တွေအတွက်တော့အမြင်အာရုံကောင်းမွန်စေဖို့တရက်သီးကိုစားပြတင်ပါတယ်ရှင်ကြက်မြက်တင်တာနဲ့မျက်လုံး၆တွေ့တာတွေကိုဘိုင်းဘိုင်းလို့နှုတ်ဆက်နိုင်ဖို့တရက်သီးမဲ့လေးစားပေးပါလို့အကြံပြုပါရစေရှင်အခုဆိုရင်တော့တရက်သီးခင်းလေးတွေဈေးထဲမှာပေါနေပါပြီနော်ဈေးထဲမှာပေါနေပြီဆိုတော့မအုပ်ကတော့ငပိလေးနဲ့မြင်းမြင်းရှက်ရှက်တို့စားပြီးပါပြီတငယ်ချင်းတို့ရောတရက်သီးစားပြီးကြပြီလားတငယ်ချင်းတို့ကတရက်သီးကိုဘလို့စားရတာပိုးကြိုက်လဲဆိုတာကိုကွန်မန့်မှန်ပြောပြခဲ့ကြပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ကျမ်းမာရေးဘူးတူတာလေးတွေတည်ရဖို့မအုပ်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုပါတယ်နော်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေရှင်